Okay ဒါကတော့နေပြီးတော့လေဝေးဖောင်းတော့ချမ်းမဖျားပွဲကကိုကြီးရဲ့ရှုပ်ပွဲတစ်ခုသွားနေဖြစ်ပါတယ် let's go မောင်းနေတွင်မှာပဲဂျာကြီးကစိုက်ကယ်နဲ့တစ်ဖက်ထပ်ပြီးတော့လိုက်ပို့ပါတယ်ခင်ဗျာဟုတ်တယ်ခင်ဗျာမောင်းပြတယ်နောက်ပြန်နေပါရင်နောက်ပြန်မောင်းတယ်နေထိုးနိုင်အကွက်တွေပဲရှေ့ကိုပြန်မောင်းတယ်နောက်ပြန်မောင်းမလားမသိအောင်မောင်းတော့ခင်ဗျာဟုတ်နောက်တော့ကားနဲ့ပဲပို့တာပါခင်ဗျာကားလေးနဲ့ပဲမောင်းပြီးပို့တာပါခင်ဗျာဟုတ်ပါပြီအဲ့ဒါရောက်ရှိA few moments later. ဒီတော့ပါမင်္ဂလာပါThe next day. အဲ့မှာပဲဗျာဂျာကြီးကသူစိုက်ကယ်လေးနဲ့အပြန်အောင်လဲထပ်ပို့ကျင်သေးတယ်ခင်ဗျာအဲ့မှာစိုက်ကယ်လေးမောင်းနေနောက်ပြန်နေပြန်မောင်းပြတယ်အရှိကိုတစ်ဖက်အနောက်ကိုတစ်ဖက်ပြန်မောင်း God please no 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 ဖြောပြေးလေးတစ်ဖြက်ပြီးတော့ဒါစားတော့အေးခန္ဓာလေးပေါ့နော်စားတယ်ခင်ဗျာစားပြီးတော့လည်းအိပ်ပါတယ်စားပြီးတော့လည်းတခြားယူအားကြရွမှာအိပ်ပြီးတော့ပြန်စားတယ်ခင်ဗျာစားပြီးတော့လည်းပြန်အိပ်တယ်ခင်ဗျာဒါခြားယူအားကြသွားတော့ဟုတ်ကဲ့ပါခင်ဗျာအခုလိုမျိုးပကြိုးလေးရဲ့ပွဲကိုအားပေးကြတဲ့ညီကိုမောင်နှမတွေအတွက်ကျွန်တော်တို့ပွဲအစီအစဉ်လေးတွေကိုအစည်းအမပြတ်တင်ပေးအောင်ပါမို့လို့ YouTube channel လေးဖြစ်တဲ့ JoJo Daily Moment ကိုလည်း subscribe လုပ်ပြီးတော့အားပေးလို့ရပါခင်ဗျာကျေးဇူးပါ